ကျွန်တော်ဒီနေ့မှာဒီပေါ့နော်ဒီဆိုင်လေးပါဒါကတော့ hot pot ဆိုင်လေးပေါ့နော်အဲ့ဆိုင်လေးကိုသွားပြီးစားပြမှာဖြစ်ပါတယ်။ Yeah လို့ရဒါပြောတော့မလို့ဘုကမပါလုံးဒီကကြည့်လိုက်အဲ့ဆိုင်နဲ့ဝင်သေးဘူးသွားကြည့်မှာဟုတ်ပါဘူး Adidas ဘောလုံးအင်ကြီးတွေဘောလုံးအင်ကြီးတွေ Ew yes what's Ew ပေါ်တတ်ကြည့်မယ်ဘောလုံးကဘောလည်းမရှိဘူးကွာကန်တော့ကွာဘောလုံးပွဲကိုဘောလုံးကထားမှာချက်တိတောင်း Adidas ကိုသွားရတော့မယ်တီးတယ်ကိုသွားတော့မယ်Okay ကျွန်တော်တို့ရောက်ပါပြီဗျာဆိုရင်ဒီနန်းလေးကနေပိုးလေးကိုယူမယ်။ rice cake ကြိုက်တယ်လေfish tofu fish cake bacon noodle egg small egg bean soup mushroomကောင်းယူမယ်ပေါ့နော် rice cake ကယူပြီးတော့ cheese rice cake မျိုးရတယ် sweet potato လည်းမျိုးရတယ်နော်ဒီလည်းမျိုးရတယ် long rice cake လည်းမျိုးရတယ် sausage လည်းမျိုးရတယ်ဒါလည်းမျိုးရတယ်ဒါရဲ့ပြီးသွားပြီ okay ဟိုဘက်သွားမယ်ကျွန်တော်တို့ခုံရှာမယ်တောင်းစုံနဲ့လေးမှာပဲသွားထိုင်လိုက်တယောက်ထဲစားရကြတယ်မမတို့ကရလာစားမှာဆိုလို့ကျွန်တော်နားလာစားမှာဆိုလို့ပြောလိုက်နော်ဆိုရင်ဟင်းတွေသွားယူပါမယ်သူကဒီကရူပတ်နဲ့ဝယ်ရများတယ်ဒီမှာကြည့် ice cream soy cream ice cream နဲ့ cream soy ရဲ့ spicy soy ရဲ့ရှိတယ်ဒီဘက်ကဟာရရူပတ်တွေနဲ့အဲ့ဆို spicy လေးပဲယူလိုက်ပါမယ်ဆိုရင်ဟိုဘက်တော့ထားဖိုင်တော့ထိုင်အောင်လည်းပြောတာပါ okay ချက်မယ်ပါနော်ကျွန်တော်ထိုင်ဆောင်နေမှာပဲမိုက်တယ်chopstick လေးရ okay ကျွန်တော်အရန်ဟင်းလေးမာမယ်ဆိုရင်ဒီခလုတ်လေးကိုနှိပ်ရပါမယ်နှိပ်မယ်ပေါ့နော် okayဒီဒါလေးထိုင်စားနေလိုက်ပါမယ်စားလို့ကောင်းပါတယ်တောက်လိုက်ကြည့်ပါလားကြက်ရောကြက်လားမသိတောက်လိုက်ကြည့်ဟုတ်ကဲ့ဘာမှမရှိဘူးကျွန်တော်တို့ဒီမှာသူကဒီမှာပေါ့နော်ကျွန်တော်မှာ84ပဲရှိတယ်အဆိုတော့မိုင်းကောင်းမှာတော်လေးမာလိုက်ဒါရေဒါကမှမပါဘူးလေကွာဒါပါရင် Sunday တဲ့အဲ့အမှကြည့်လိုက်မယ်နော်အဆူရပြီလောက်ဆူရပါပြီနော် order သူ့ဘယ်တော့လိုက်ကြည့်ဘယ်ဝင်သွားလဲအော်ဒီနေ့နေ့မှရနေတော့မင်းဘယ်လိုသူကဝင်လို့ရအဲ့လိုဝင်လို့ရဝင်လို့မရဒီထိုင်မှာမင်းစားတော့ခီရောက်လာ
မဲအောင်လုံးလေးဟုတ်ဘူးငါအဲ့လုံးစားချင်တာမဟုတ်ဒီကစားချင်တာဟုတ်ပေါ့မလေးရက်စားတယ်ဟာမားနိုင်နေပြန်နေသူများနေကြတာလားငါမားနေကြတာလားဒီမှာပေါ့နှစ်ပွဲပြီးသွားပါပြီစားလို့ဒါလေးစားလိုက်နော်ဒီဟော့ပေါ့စားနေချင်းရောက်ပါပြီဒီစားနေပုံလည်းကြည့်အောင်လက်ကြီးပြက်သွားအဲ့ဒီရန်တင်းနေစားနိုင်တော့ဆိုရင်ကျွန်တော်တို့စားနိုင်အောင်လို့ပြသွားမလဲဆိုတော့အင်းနာရဲသွားပါမယ်ကြီးသွားပါမယ်အင်းနာရဲတကားလည်းလုံးကျုံဖွင့်လို့မရဘူးတွားနေကြောခောက်ဝင်ကြလိုက်โอเคဟုတ်ရဖွင့်နေမှာလည်းဘာပုံလဲမြင်ရချိုရည်လေးလာဒီဘေးကခင်ရအောင်စားလိုက်အချိုရည်လေးတောက်လိုက်အားတော့ဦးနေလေရုပ်ပူးကြကျွန်တော်ကုံတော့မယ်ပေါ့နော်ဟုတ်ပေါ့ဆိုရင်ဒီမှာပေါ့ခောက်ဆွဲတစ်ခုပဲကြံတော့ပါတယ်ဟင်းရည်ပတ်တောက်ချပလိုက်တော့ရသွားပါပြီအဲ့ဆိုရင်အားလုံးပဲဒီညလောက်ပါပဲရှင်နောက်နေ့ကျရင်ဘယ်ဂိမ်းလေးတွေဆော့ပြပြီးတော့ဗာဗီဒီယိုလေးတင်အောင်မလဲဆိုတာလေပေါ့နော်ပြောပြပြီးသွားကြပါအောင်ဗျာကွန်မန့်လေးပေါ့နော်ဟိုကတော့ဘာမှလည်းမသိပါဘူးeditor company ရမ်းတယ်ဆယ်ဘိုင်ဘိုင်အားလုံးပဲတော့မေးလို့ဟွာဒီ game လေးရဲ့နာမည်ကိုနာမည်ကဟော့ပေါ့လားမသိဘူးဟော့ပေါ့လို့ရိုက်ရှာလိုက်နော်ဘိုင်အားလုံးပဲအားလေးပေါ့နော်ဒီဟာKorean street food ဆိုတဲ့ဟာလေးပါဟော့ပေါ့မဟုတ်ဘူးမှားသွားလို့ကျွန်တော်ပြောရဟာဒီ Korean street food ဆိုတဲ့ဟာလေးပါဆိုရင်အားလုံးပဲဘိုင်ဘိုင်